လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းဆက်ဆံတဲ့အခါအထူးသဖြင့်တန်ရောစင်ရှိတဲ့ relationship တွေမှာဘာကအရေးကြီးဆုံးလဲလို့စဉ်းစားကြည့်တဲ့အခါခေါင်းထဲတန်းဝင်လာတာက EQ ပါပဲ emotional intelligence ပေါ့ EQ ဆိုတာစာသင်ခန်းထဲက theory သက်မဟုတ်ပါဘူးနေစဉ်ဘဝမှာကိုချစ်တဲ့သူတွေနဲ့စကားပြောတဲ့အခါကိုယ်စိတ်ကိုဘယ်လိုကင်တွယ်သလဲတစ်ဖက်လူရဲ့ခံစားချက်ကိုဘယ်လိုနားလည်ပေးသလဲဆိုတဲ့လက်တွေ့ကြတဲ့အမှုပညာတစ်ခုပါစိတ်ပိုင်းဆိုင်ရာရင့်ကျက်လာတဲ့သူတွေတနည်းအားဖြင့်EQမြင့်လာတဲ့သူတွေဟာအရင်ကလိုဆက်ဆံရေးကိုအလွယ်တကူမဖြတ်သန်းတော့ပါဘူးသူတို့ရဲ့ချစ်ချင်းမေတ္တာကပိုပြီးတည်ငြိမ်လာတယ်လို့အောက်ပါအချက်6ချက်ကိုလည်း relationship ထဲမှာလုံးဝမလုပ်တော့တာကိုသတိထားမိပါတယ်ပြဿနာကိုငါမှန်နေဆိုတဲ့အနိုင်လိုခြင်းစိတ်နဲ့မချင်းကပ်တော့တာလူတွေရန်ဖြစ်ကြတဲ့အခါအများစုကကိုမှန်ကြောင်းသက်သေပြဖို့ပဲကြိုးစားတတ်ကြတယ်ကိုပြောတဲ့စကားလုံးတွေကတစ်ဖက်လူကိုဘလောက်နာကျင်စေမလဲဆိုတာထက်ငါအနိုင်ရဖို့ကပိုအရေးကြီးနေတတ်တယ်EQမြင့်လာတဲ့သူတွေကတော့အဲ့ဒီလိုမလုပ်တော့ပါဘူးအငင်းခုန်တစ်ခုမှာအနိုင်ရလိုက်လို့ကိုချစ်ရတဲ့သူရဲ့နှလုံးသားမှာဒဏ်ရာရသွားရင်အဲ့ဒီအနိုင်ဟာတကယ်အရှုံးပဲဆိုတာသူတို့ကောင်းကောင်းနားလည်ကြတယ်ပြဿနာတစ်ခုတက်လာရင်ငါမှန်တယ်မင်းမှားတယ်လို့ပြောမဲ့အစားဒီပြဿနာကိုရီဘယ်လိုဖြေရှင်းကြမလဲဆိုတော့ပူပေါင်းဆောင်ရွက်တဲ့စိတ်နဲ့ပဲချင်းကပ်လာကြတယ်ကိုယ့်ရဲ့အတ္တကိုရှေ့တန်းမတင်မဲဆက်ဆံရေးရဲ့ငြိမ်းချမ်းမှုကိုပို့ပြီးဦးစားပေးတက်လာတာဟာရင့်ကျက်မှုရဲ့ပထမဆုံးလက္ခဏာပါပဲအနိုင်ရှုံးဆိုတာပြိုင်ပွဲတွေမှာပဲလိုအပ်တာပါအချစ်ရေးမှာတော့နှစ်ယောက်စလုံးနိုင်မှဆက်ဆံရေးကအသက်ဆက်နိုင်တာဖြစ်ပါတယ်ကိုယ်ခံစားချက်ကိုတစ်ဖက်လူကအလိုလိုသိရမယ်လို့မမျှော်လင့်တော့တာကိုယ်ဘဝထဲမှာလည်းကြုံဘူးကြမှာပါသူတကယ်ချစ်ရင်ငါဘာဖြစ်ချင်နေလဲဆိုတာသိရမှာပေါ့ဆိုတဲ့အတွေးမျိုးလူတော်တော်များများကကိုဘာဖြစ်နေလဲဆိုတာကိုနှုတ်ကနေမပြောပဲတစ်ဖက်လူကိုခန့်မှန်းခိုင်းတတ်ကြတယ်ဒါဟာ relationship တွေကိုအများဆုံးဖျက်ဆီးတတ်တဲ့အတွေးတစ်ခုဖြစ်ပါတယ်EQ မြင့်တဲ့သူတွေဟာလူတိုင်းမှာကိုယ်ပိုင်အတွေးကိုယ်ပိုင်ပူပန်မှုတွေရှိတယ်ဆိုတာကိုလက်ခံထားကြတယ်ကိုကနှုတ်ကနေထုတ်မပြောဘဲနဲ့တစ်ဖက်လူကကိုယ်စိတ်ကိုဖတ်နိုင်လိမ့်မယ်လို့မမျှော်လင့်တော့ပါဘူးစိတ်ဆိုးနေရင်ဘာကြောင့်စိတ်ဆိုးနေတယ်ဝမ်းနေနေရင်ဘာကြောင့်ဝမ်းနေနေတယ်ဘာကိုလိုအပ်နေတယ်ဆိုတာကိုပွန့်ပွန့်လင်းလင်းနဲ့အေးအေးဆေးဆေးဖွင့်ပြောတတ်လာကြတယ်ဗဟိနည်းတွေဖွဲ့ပြီးတစ်ဖက်လူကိုအပြေရှာခိုင်းတာမျိုးဟာဆက်ဆံရေးကို
ပင်ပန်းစေတယ်ဆိုတာကိုသိလာလို့ပါလိုအပ်ချက်ကိုထုတ်ပြောလိုက်တာဟာအရှုံးပေးတာမဟုတ်ပါဘူးနားလည်မှုကိုတိဆောက်တာပါဒေါသထွက်နေချိန်မှာချက်ချင်းတုံ့ပြန်တာမျိုးမလုပ်တော့တာလူတိုင်းဒေါသထွက်တတ်ပါတယ်စိတ်တိုတတ်ပါတယ်ဒါပေမဲ့ဤကျူမြင့်တဲ့သူတွေဟာဒေါသထွက်နေတဲ့အချိန်မှာပါးစပ်ကနေကြမ်းတမ်းတဲ့စကားလုံးတွေချက်ချင်းပြစ်လွတ်လိုက်တာမျိုးမလုပ်တော့ဘူးခဏလောက်အသက်ပြင်းပြင်းရှူမယ်စိတ်ကိုတည်ငြိမ်အောင်အရင်လုပ်မယ်ဒါမှမဟုတ်ခဏလောက်ရှောင်ထွက်သွားလိုက်မယ်ပြီးမှတကယ်လိုအပ်တဲ့စကားကိုပဲစစ်ထုတ်ပြီးပြောတော့တယ်ဒေါသလျောက်ပြောလိုက်တဲ့စကားတစ်ခွန်းကလေထဲလွင့်သွားတာမဟုတ်ပဲတစ်ဖက်လူရဲ့ရင်ဘတ်ထဲမှာတသက်လုံးအမာရွတ်ကြံခဲ့နိုင်တယ်ဆိုတာကိုသူတို့အသိဆုံးမို့လို့ပါသူတစ်ပါးရဲ့ခံစားချက်တွေကိုကိုယ်တာဝန်လို့အကုန်မထမ်းပို့တော့တာကိုချစ်တဲ့သူဝမ်းနေနေရင်ကိုလဲလိုက်ဝမ်းနေတာကတဘာဝပါတန်ရောစင်ရှိလို့ကိုချင်းစာတာဟာကောင်းမွန်တဲ့အရာတစ်ခုပါဒါပေမဲ့တစ်ဖက်လူရဲ့မကောင်းတဲ့စိတ်ခံစားမှုတွေဒေါသတွေအဆိုးမြင်စိတ်တွေကိုကိုယ့်ရဲ့စိတ်ထဲအထိအလုံးစုံကူးစက်ခံလိုက်တာမျိုးကိုတော့ဤကျူမြင့်တဲ့သူတွေကရှောင်ကျဉ်လာကြတယ်စိတ်ပညာအရာပြောရရင်တော့ boundary လို့ခေါ်တဲ့နယ်နိမိတ်လေးတွေတတ်မှတ်တက်လာတာပါတစ်ဖက်လူကိုနားလည်ပေးတယ်ကိုချင်းစားတယ်ဒါပေမဲ့သူတို့ရဲ့ဒေါသတွေထဲမှာကိုယ်တိုင်လိုက်ပြီးနစ်မောမသွားအောင်နေတတ်လာတယ်မင်းစိတ်ညစ်နေတာကိုနားလည်ပေးလို့ရတယ်ကူညီပေးလို့ရတယ်ဒါပေမဲ့မင်းရဲ့ဒေါသတွေကိုငါအပေါ်လာပုံချတာကိုတော့လက်မခံနိုင်ဘူးဆိုတဲ့သဘောထားမျိုးနဲ့ဆက်ဆံရေးမှာ healthy ဖြစ်တဲ့ space တစ်ခုကိုတိဆောက်တက်လာကြတယ်အစင်မပြေမှုတွေကိုဖုံးကွယ်ပြီးအကုန်အဆင်ပြေပါတယ်လို့ဟန်မဆောင်တော့တာတခါတလေလူတွေကပြဿနာကိုရင်မဆိုင်ခြင်းလို့ဒါမှမဟုတ်တစ်ဖက်လူစိတ်အနှောက်အယှက်ဖြစ်မှာဆိုလို့ကိုယ့်ဘက်ကအဆင်မပြေတာတွေရှိနေရင်တော့ဘာမှမဖြစ်ပါဘူးအဆင်ပြေပါတယ်လို့ဟန်ဆောင်တတ်ကြတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးသိထားတဲ့ခံစားချက်တွေဟာတနေ့ကျရင်ပိုကြီးမားတဲ့ပေါက်ကွဲမှုအဖြစ်ပြောင်းလဲသွားတတ်ပါတယ်ဤကျူမြင့်တဲ့သူတွေဟာကိုယ်ခံစားချက်ကိုသစ္စာရှိကြတယ်ဝမ်းနေရင်ဝမ်းနေတယ်စိတ်မကောင်းဖြစ်ရင်စိတ်မကောင်းဖြစ်တယ်ဆိုတာကိုအရှိတိုင်းလက်ခံပြီးတင့်တော်တဲ့နည်းလမ်းနဲ့ဖော်ပြတတ်ကြတယ်အဆင်မပြေတာကိုအဆင်ပြေတယ်လို့လိမ်ညာပြီးအတူရောင်ငြိမ်းချမ်းရေးကိုမတိဆောက်တော့ပဲအစစ်မှန်ခံစားချက်တွေနဲ့ပဲဆက်ဆံရေးကိုပုံမခိုင်မာအောင်တိဆောက်တက်လာကြတယ်ရိုးသားစွာဖွင့်ဟလိုက်တဲ့အားနည်းချက်တွေကသာလူနှစ်ယောက်ကိုပိုပြီးနီးကပ်သွားစေတာပါ
ဆက်ဆံရေးတစ်ခုဆိုတာလူနှစ်ယောက်ရဲ့နှလုံးသားတွေအတွေးတွေအတိတ်ကဒဏ်ရာတွေနဲ့ပြစ္ဆုတ်ပံကမျှော်လင့်ချက်တွေအားလုံးလာဆုံးတဲ့နေရာတစ်ခုပါအဲ့ဒီနေရာမှာပြည့်စုံတဲ့သူဆိုတာမရှိနိုင်ပါဘူးဒါပေမဲ့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအီးကျူရှိလာတဲ့အခါမှာတော့တစ်ဖက်လူရဲ့မပြည့်စုံမှုတွေကိုနားလည်ပေးနိုင်လာသလိုကိုယ့်ရဲ့အားနည်းချက်တွေကိုလည်းပြင်ဆင်ဖို့ဝင်မလေးတော့ပါဘူးအီးကျူမြင့်နေဆိုတာဒေါသထွက်တဲ့အခါဘယ်လိုတုံ့ပြန်မလဲဝမ်းနေတဲ့အခါဘယ်လိုဖြေရှင်းမလဲပြဿနာတက်တဲ့အခါဘယ်လိုညှိနှိုင်းမလဲဆိုတာကိုအတိတရားနဲ့ရွေးချယ်တတ်လာတာပါအချစ်ဆိုတာခံစားချက်တစ်ခုတည်းမဟုတ်ပဲနေ့စဉ်ရွေးချယ်နေရတဲ့လုပ်ရက်တစ်ခုလို့မြင်လာတဲ့အခါလူတစ်ယောက်ရဲ့ဆက်ဆံရေးတွေဟာပိုပြီးအေးချမ်းလာပါလိမ့်မယ်အဲ့ဒီလိုအေးချမ်းတဲ့ဆက်ဆံရေးမျိုးကိုတည်ဆောက်နိုင်တဲ့သူဟာဘဝရဲ့တကယ်အောင်နိုင်သူပါပဲ